ះကကုသိုလ်လုပ်ရင်ကုသိုလ်ကကဲနိုင်တယ်လို့သိရတဲ့အသိဟာဘုရားဟောတဲ့အသိပဲပေါ့အဲ့ဒါကိုအစစ်အမှန်ဆိုလိုတာကလူပုဂ္ဂိုလ်ကိုအားကိုးရမှာတဲ့ကိုယ့်ရင်နဲ့နှလုံးနဲ့ဖြစ်တဲ့စိတ်ဓာတ်ကိုအားကိုးကုသိုလ်စိတ်ဓာတ်ကိုအားကိုးလွဲသွားတတ်တယ်နော်တတိထားအားကိုးလွဲတတ်တယ်မြတ်စွာဘုရားဟောတာကြည့်လေဘုရားဟောတာဓမ္မဒီပါဘိက္ခုဝိဟရထဓမ္မတရဏဓမ္မကိုအားကိုးပြီးနေချလို့ဟောတယ်ကိုအားကိုးဆိုတာလဲဓမ္မကိုအားကိုးခိုင်းတာပဲအဲ့တော့ဓမ္မကိုအားကိုးတယ်ဆိုတော့ကိုယ်တိုင်လုံးဘာပြောတာတော့ဆိုကိုယ်တိုင်ဒါနကောင်းမှုလုပ်တယ်ကိုယ်တိုင်သီလဆောက်တည်တယ်ကိုယ်တိုင်တရားနာတယ်ကိုယ်တိုင်တရားကျင့်တယ်ဒါအားကိုးတယ်လို့ခေါ်တယ်နော်ကိုယ်တိုင်မလုပ်ဘဲနဲ့ထိုင်ဆူတောင်းနေရမလားမရဘူးတခုမှရမှာမဟုတ်ဘူးအဲ့ကြဘယ်လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်စ조사ရမယ်ဆိုတာဒါလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ရမှာလို့သူဆိုလို့တယ်အေးစဉ်းစားကြည့်ပေါ့စာမကျက်ပဲနဲ့စာမတင်မဲနဲ့ထိုင်ဆူတောင်းနေလို့အခုခေတ်ကလေးတွေဟုတ်လားဒီ6လုံးနဲ့10တန်းမှထွက်လာမှာမဟုတ်ဘူးစ조사အပ်ပြီးတော့စာကျက်မှပဲတတ်မှာပဲဖြစ်တယ်ပေါ့ဒီလိုဆိုလိုတာဟောကိုယ်တိုင်လုံး